Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အခုလိုမျိုးရာသီဥတုနဲ့အဆင်ပြေမဲ့ရှက်ရောင်စုံလေးကိုရောင်းပေးသွားမှာပါရှင်ဒီမှာနော်ဒါဒီအဆင်ကတော့ဒီအနောက်မှာချိတ်ထားတဲ့အဆင်နဲ့မတူဘူးပေါ့နော်ဒါဆိုရင်တော့ဒီလိုအပြာရောင်လေးပေါ့နော်အပြာရောင်လေးကိုမှအဝိုင်းပုံဒီဇိုင်းလေးနဲ့ပေါ့နော်ဒီလိုလေးပါရှင်အရောင်လေးအနီးကပ်ပြပေးမယ်နော်ဒီအနီရောင်လေးဆိုရင်လည်းအရင်လာပါလေရှင်ဒီမှာနော်ဆိုနေတဲ့အနီရောင်လေးဒီခရမ်းလေးဆိုရင်လည်းလာတယ်နော်ဒီမှာခရမ်းလေးလည်းကော်ဖီရောင်လေးလည်းလာပါလေရှင်ဆေးရောင်လေးလည်းလာတယ်နော်ဒီစပိုက်ရှက်လေးရတယ်ယောက်ျားလေးပဲဝစ်မလားမိန်းကလေးပဲဝစ်မလားကပယ်ဝစ်မလားအကုန်လုံးနဲ့တော်ပါတယ်ရှင် LV ဆိုရင်80ကနေ120 125 130အထိဝစ်လို့ရပါတယ်ဒါလေးကတော့အုံးပင်အဆင်လေးပေါ့နော်ဒီအုံးပင်အစင်လေးဆိုရင်လည်းလာပါတယ်ရှင်ဆူဆူလေးပေါ့နော်ခုနဟာနဲ့အယောင်လည်းမတူပါဘူးရှင်အစင်တွေကတော့များတယ်ပေါ့နော်အုံးပင်တို့ဒီအဝိုင်းပုံတို့ပေါ့နော်ဒီအပြာလေးဆိုရင်လည်းလာတာဒီမှာလေးနော်ဒါဆိုရင်လည်းယောက်ျားလေးမိန်းကလေးဘယ်သူနဲ့မဆိုလိုက်ဖက်ပါတယ်ရှင်ဒါလေးကမိန်းကလေးဆိုရင်လည်းအတွင်းကတခိုင်းကျိုးလေးနဲ့အပေါ်ထက်လေးလုပ်ပြီးဝစ်လို့လည်းရပါတယ်ရှင်ဒီအနီရောင်လေးဆိုရင်လည်းလာလိုက်တာနော်နေအောင်လေးကလည်းလာပါတယ်အယောင်လေးတွေအကုန်လုံးဆိုပြီးတော့အကုန်လုံးလာပါတယ်ရှင်ဒါလေးကတော့ဒီအစင်နဲ့ဟိုအစင်3ထည့်စီညပြီးတော့ယူမယ်ဆိုရင်လည်းရပါတယ်ရှင်900 5ထည့်တစ်စီးကနေစပြီးတော့ဝယ်လို့ရပါတယ်ရှင်